ဟုတ်ကဲ့ဒီဟိုပေါ့ Patriot တစ်စင်ကကြတော့ကျွန်တော်တို့တိုင်းပြည်မျိုးချစ်စိတ်ဆိုပဲသူကကြတော့နည်းနည်းကောင်းတဲ့ဘက်သွားတာပေါ့ဒီ Patriot တစ်စင်ရော National တစ်စင်ရောနှစ်ခုလုံးကတော့ကျွန်တော်အလှော်ပါလေးပဲချတာပေါ့လေနော်တိုင်းပြည်တစ်ခုอ่ะပေါ့နော်ဒီလူမျိုးစုတစုတည်းပဲရှိနေတယ်ဆိုရင်တော့ဒီကွာခြားမှုကိုတော့တိတ်ပြီးမြင်နိုင်မယ်လို့တော့မထင်ဘူးပေါ့ကျွန်တော်အနေနဲ့ကတော့ဥမာကျွန်တော်တို့ဒီဂျပန်ဆိုလို့ရှိရင်စီကန်းရှိတာအချိန်မှန်တာနဲ့သူတို့ကနာမည်ကြီးတာပေါ့လေအဲ့လိုမျိုးတိုင်းပြည်တစ်ခုကိုစံတစ်ခုသတ်မှတ်ပြီးတဲ့အခါကျတော့အဲ့စံနှုန်းမကြအောင်ထိမ့်သိမ့်တာစောင့်ရှောက်တာကြတော့ Patriot တစ်စင်ဒါပေမဲ့လို့တိုင်းပြည်ချစ်စိတ်နဲ့ပေါ့လူမျိုးချစ်စိတ်ကကျွန်တော်တို့ဒီမြန်မာနိုင်ငံပေါ့နော်ဒီမတူကွဲပြားတဲ့ဒီလူမျိုးတွေအများကြီးစုပြီးနေထိုင်တဲ့နေရာတွေမှာကြတော့ကွဲပြားခြားနားမှုတွေကအများကြီးဖြစ်လာဥပမာဆိုရင်ဒါတိုင်းပြည်ချစ်စိတ်ဆိုတာကကြတော့ဒီနယ်နိမိတ်တစ်ခုအပေါ်မှာကိုယ့်ရဲ့တိုင်းပြည်တစ်ခုမှာကျွန်တော်ကချစ်တဲ့စိတ်အဲ့ဆိုကျွန်တော်တို့တွေးတဲ့အတွေးတွေပေါ့ interest တွေကကြတော့တိုင်းပြည်ရဲ့interest ပေါ်မှာပို့ပြီးတော့ဥတည်သွားတယ် nationalism ကကြတော့ကျွန်တော်တို့ဒီနည်းနည်းလူမျိုးကြီးဆန်တာပေါ့လူမျိုးကြီးဆန်တဲ့အခါကျတော့ဘယ်လိုမျိုးလဲဆိုတော့ငါတိုင်းပြည်ကထိတ်ငါတိုင်းပြည်ကအဲ့လိုမျိုးအကောင်းဆုံးအဲ့လိုမျိုးသတ်မှတ်ပြီးတဲ့အခါကျတော့ဘယ်နိုင်ငံရဲ့ဥပဒေဘယ်နိုင်ငံရဲ့စီးမီကိုမှအပြီးမဆိုင်ပဲနဲ့လုပ်ချင်ရလုပ်တာအဲ့ဒါကြတော့သူက nationalism ပေါ့သူကနည်းနည်းတယူတန်နဲ့ပတ်သွားတယ်မျိုးချစ်တယူတန်နေဖြစ်သွားတာပေါ့အဲ့လိုမျိုးကွာတယ်လို့တော့ထင်ပါတယ်ဗျလူမျိုးချစ်စိတ်ကကြတော့လူမျိုးကိုနဲ့သက်ဆိုင်နေပေါ့နော်ကိုနေထိုင်တဲ့ဒါမှမဟုတ်ချင်ကိုနေတဲ့နေရာနဲ့အဲ့လိုမျိုးတွေနဲ့ကိုသက်ဆိုင်သွားမယ်အဲ့လိုဆိုအဲ့လူမျိုးတွေနဲ့ကိုပမာလူဒီပြီးတော့ပဲကျွန်တော်တို့ရဲ့အတွေးကပို့ပြီးတော့ interest ကပိုများတယ်ပေါ့နော်ဆိုတော့ဒါနဲ့တိုင်းပြည်တစ်ခုထဲမှာကနိုင်ငံတစ်ခုထဲမှာပေါ့နော်လူမျိုးစုတစ်စုတည်းပဲတနိုင်ငံနဲ့နေတယ်ဆိုရင်တော့အဲ့ဒီအရာတိတ်ပြီးကွဲပြားမှုရှိလာမယ်လို့တော့မထင်ဘူးပေါ့နော်ဟုတ်တိုင်းပြည်ချစ်စိတ်ဆိုရင်တော့တိုင်းရင်းသားတွေအနေနဲ့ဆိုရင်တော့မတူကွဲပြားအနေနဲ့ရှိတယ်ပေါ့တိုင်းရင်းသားတွေမှာသူတို့ကိုစားပြုတဲ့သူတို့ရဲ့ခေါင်းဆောင်တွေရှိတယ်ပေါ့သူတို့ဆိုရင်တော့သူတို့လေးစားမှာပေါ့အဲ့ဒီခေါင်းဆောင်မျိုးဆိုတော့ခုနကဟာမျိုးမတူကွဲပြားတဲ့တခြားတိုင်းရင်းသားတစ်ခုကတခြားလူမျိုးစုတစ်ခုကခေါင်းဆောင်ဆိုရင်ဒီလိုပုံမှာကျေးဇူးမှမရှိဘူးသူတို့သမိုင်းကြောင့်ပြည့်ရဆိုရင်မြန်မာနိုင်ငံရဲ့သမိုင်းကြောင့်ရချိုးထွေးရပါတော့ဟိုတိုင်းရင်းသားနဲ့ဒီတိုင်းရင်းသားတိုက်ပွဲဆင်လုံးဖြစ်နေတယ်ဒီနေ့ပဋိပက္ခဖြစ်နေဆိုတော့အကုန်လုံးမှန်းချုံပြီးတော့တိုင်းပြည်ချစ်စိတ်လို့သူတို့စိတ်ထဲမှာအဲ့လိုမျိုးဖြစ်လာဖို့တော့ခက်ခဲမှတင်တယ်ခုနလိုမျိုးစုအလိုက်ချစ်တဲ့စိတ်ကောရှိမှာပါခုနတိုင်းပြည်တစ်ခုလုံးချစ်တဲ့စိတ်ဖြစ်ဖို့ဆိုရင်စူးစီးနိုင်ဖို့လိုတယ်သူတို့အားလုံးလက်ခံတဲ့သူတို့အားလုံးလေးစားတဲ့သူတို့အားလုံးယုံကြည်တဲ့သူကခေါင်းဆောင်ဖြစ်နေတဲ့နိုင်ငံဦးဆောင်နေဆိုရင်တော့ဒါဖြစ်နိုင်တယ်ပေါ့လေ Speed Matter ရဲ့ပရိသတ်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ